မျိုးသားဖြစ်သူရဲ့အခြေအနေမှန်ကိုထုတ်ဖော်ပြောပြလိုက်တဲ့မင်းသမီးကြီးခိုင်သိန်းကြီးမင်္ဂလာပါပရိသတ်လေးတို့ရေမင်းသမီးကျော်ခိုင်သိန်းကြီးကတော့အခုအချိန်မှာများပြားလွန်လာတဲ့စိတ်ညစ်စရာတွေမိသားစုရေးတွေကြောင့်အနုပညာလောကကနေပျောက်ကွယ်နေရအတော်ကြာခဲ့ပါပြီအသက်53နှစ်အရွယ်ရှိပေမဲ့မပြတ်စည်းသေးတဲ့အလားတရားတွေကိုပိုင်ဆိုင်ထားသလိုသေးသွယ်တဲ့ကိုယ်လုံးလေးကြောင့်မြင်သူတကအားကြရတဲ့အထိပါပဲအသက်50ဆိုတာကိန်းဂဏန်းတစ်ခုလိုသာသတ်မှတ်ထားသလိုသူ့ရဲ့နှုတ်ပြလှပမှုကတော့မြင်သူတိုင်းမအံ့ဩပဲကိုမနေနိုင်ပါဘူးနော်အဲ့ဒီလှပမှုတွေနှုတ်ပြမှုတွေကြောင့်ပဲအခုချိန်မှာပရိသတ်တွေကြားထဲမှာနာမည်ကျော်ကြားနေကြရလေဖြစ်ပါတယ်သူ့ရဲ့ချောင်းမောနှုတ်ပြမှုတွေကြောင့်ဇလန်းကောင်းကောင်းနေရာကောင်းကောင်းတွေရိုက်ခွင့်ရနေသေးပေမဲ့ထင်မှန်မထတဲ့မိသားစုရေးတွေကြောင့်အနုပညာလုပ်တွေကိုစွန့်လွတ်ထားခဲ့တာအတော်ကြာပါပြီခိုင်သိန်းကြီးကတော့အနုပညာလုပ်တွေကိုစွန့်လွတ်ထားကြတဲ့ကပရိသတ်တွေရှေ့တိမ်မြောက်ခဲ့တယ်လို့ဆိုရှယ်မီဒီယာကိုလည်းတော်ရုံအသုံးပြုခဲ့ပါဘူးခိုင်သိန်းကြီးကတော့လက်ရှိမှာအိမ်ရဲ့ကိစ္စအဝဝကိုတာဝန်ယူနေရတာမို့အနုပညာလုပ်တွေနဲ့ကင်းကွာနေတဲ့သဘောမျိုးပါပဲအရင်ကဆိုရင်မိခိုစရာအမျိုးသားရှိသေးရမို့ဝါသနာပါရအနုပညာလုပ်တွေကိုလောက်ကင်နေကြရလေဖြစ်ပါတယ်အမျိုးသားရဲ့ထောက်ပံ့မှုတွေနဲ့ဘဝအေးစေးဖြတ်သန်းနိုင်ခဲ့တဲ့ခိုင်သိန်းကြီးကတော့လွန်ခဲ့တဲ့3နှစ်စပြီးအိမ်တော်ဦးစီးတာဝန်တွေကိုထမ်းမှုခဲ့ရလေဖြစ်ပါတယ်ခိုင်သိန်းကြီးရဲ့အမျိုးသားကိုခန့်ကျော်ကတော့2020ခုနှစ်မှာနိုင်ငံရေးကိစ္စတစ်ခုနဲ့ဖမ်းဆီးခံထားရတာအခုချိန်ထိပါပဲခိုင်သိန်းကြီးကတော့အမျိုးသားဖြစ်သူရဲ့စိတ်အိမ်မှုကိစ္စတွေငွေကြေးကိစ္စတွေနဲ့မအားလက်နိုင်အောင်ဖြစ်နေကြတာပါအရှင်ကအမျိုးသားဦးစီးပြီးလောက်ကန်ခဲ့တဲ့အလုပ်တွေကိုလည်းဆက်ပြီးလဲပတ်နိုင်အောင်စ조사လောက်ကန်ရင်အမျိုးသားဖြစ်သူဘယ်တော့မှပြန်အောင်မလဲဆိုတာစောင့်စားနေကြရလဲဖြစ်ပါတယ်လွန်ငင်ချမ်းသာခွင့်ဆိုတဲ့အတန်ကြာတိုင်းခိုင်နှင်းကြီးကလည်းရှင်တထိတ်လေးနဲ့စောင့်စားခဲ့ရတယ်လို့ပရိသတ်တွေကလည်းမိသားစုတွေပြန်ဆောင်ကြဖို့ဆုတောင်းမေတ္တာဖြစ်နေပါပဲအခုလိုမျိုးဘယ်တော့မှပြန်လို့မလဲဆိုပြီးစောင့်မျှော်နေရင်ကနေတိတ်မကြခင်ရက်ပိုင်းကခိုင်နှင်းကြီးတို့မိသားစုပြန်လဲပေါင်းစည်းသွားကြပြီဆိုပြီးလိုင်းပေါ်မှာဗီဒီယိုတွေပြန့်နှံ့နေကြကြလည်းဖြစ်ပါတယ်အဲ့ဒီသတင်းကြောင့်ပဲပရိသတ်တွေကတော့အပျော်တွေပြည့်နှံ့နေတဲ့ခိုင်နှင်းကြီးတို့မိသားစုကိုကြည့်ပြီးပျော်ရွှင်ပေးခဲ့ကြသလိုအနုပညာရှင်ချုပ်ကလည်းခိုင်နှင်းကြီးစီဖုံးဆက်ပြီးဝမ်းသာအားရသတင်းနေမိခဲ့ကြပါသေးတယ်။နေ့တော့ကြာကွဲကွာနေရတဲ့မိသားစုတွေပြန်လည်ပေါင်းစည်းနေအောင်ကြည့်ပြီးအနုပညာရှင်တွေရောပရိသတ်တွေကပါချိန်နှဝမ်းသာခဲ့ကြလည်းဖြစ်ပါတယ်။တက်လာတဲ့သတင်းတွေဓာတ်ပုံတွေကြောင့်အားလုံးကပျော်ရွှင်နေကြပေမဲ့အဲ့ဒီသတင်းတွေကအမားတွေပါဆိုပြီးခိုင်နှင်းကြီးတယောက်စိတ်ညစ်နေဖြေရှင်းလာခဲ့ပါတယ်။အမျိုးသားဖြစ်သူပြန်လွတ်မိတ်ချက်ကိုစောင့်မျှော်နေခဲ့တဲ့ခိုင်နှင်းကြီးကတော့မဟုတ်မမှန်သတင်းတွေကြောင့်နာကျင်မှုတွေအသက်တပံခံစားနေရပြီလည်းဖြစ်ပါတယ်။ခိုင်နှင်းကြီးကတော့လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သတင်းစကားတွေပုံတွေကတကယ်မဟုတ်ပဲပေတူတွေက follower ရှာချင်လို့လုပ်တယ်ဆိုတာကိုပရိသတ်တီအောင်ပြောပြလာခဲ့ပြီလည်းဖြစ်ပါတယ်။လိုင်းမှာတက်နေတဲ့ဗီဒီယိုတွေကအရင်ကရိုက်ထားတဲ့ဗီဒီယိုတွေပါဆိုပြီးရှင်းပြခဲ့သလိုသတင်းမေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးသူ့ရဲ့အကောင့်ကနေတင်လာခဲ့ရလည်းဖြစ်ပါတယ်။ခိုင်နှင်းကြီးကတော့အမျိုးသားဖြစ်သူရဲ့စိတ်ကြောင့်စိတ်ညစ်နေရချိန်မှာသတင်းအမှားတွေကြောင့်မေးပြောင်ထားတဲ့နာကျင်မှုတွေကိုနောက်ထပ်တစ်ကြိမ်ခန်းစားနေရပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလိုက်ပါစေ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်။အဆုံးนี้ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စတဲ့ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်။